ဆရာတို့ဒီလက်ချာမှာတော့ IS reading ကြောင့်ပြောသွားပြပါမယ် IS reading က candidate တွေရဲ့ဒီ skill တွေကိုစစ်တာပါသူ main ideas passage ကိုဖတ်ပြီးလို့ရှိရင်ဒီမှာဗာပြောထားရဆိုတဲ့main ideas ကိုဆရာတို့ identify လုပ်နိုင်ရမယ်ပြီးအထဲမှာပြောထားတဲ့ရေးထားတဲ့ details တွေကိုနားလည်နိုင်တဲ့စွမ်းရှိရမယ်နောက်ပြီးစာရေးသူရဲ့တင်ပြခြင်းတဲ့ opinions သူရဲ့တွေးထင်တွေယူဆချက်တွေယက်တီချက်တွေကိုဆရာတို့ဖတ်တတ်ရမယ်သိရမယ်နောက် arguments သူတို့ဒီထောက်ခံတဲ့ဆန့်ကျင်တဲ့ဒီညှင်းခုန်တဲ့အချက်လက်တွေပြောဆိုတဲ့အချက်လက်တွေကိုဆရာတို့ follow လုပ်နိုင်ရမယ်နောက်ပြီး context ဆိုတာဒီပေးထားတဲ့အကြောင်းအရာကနေမှတစ်ဆင့် meaning တွေဆိုလိုချင်တဲ့ meaning တွေကိုဆရာတို့ဆွဲထုတ်တတ်ရမယ်နားလည်ရမယ်ဒါ IS reading ကအဓိကတက်ကထိုင်းမှာစစ်တဲ့ skill တွေပါ reading format အနေနဲ့ question format အနေနဲ့ကတော့ question အရေအတွက်40အခု40ဆရာတို့ဖြေရပါတယ်ပေးထားတဲ့အချိန်က1နာရီပါပြီးတော့ဖတ်တဲ့ဒီအပိုင်းက3ပိုင်းဒီပေးထားတဲ့3ပိုင်းမှာမေးခွန်းအခု40တော့ဖြတ်ရင်မှမေးထားတယ်ဒီမှာ extra transfer time ဆိုတဲ့သဘောကအဖြေကိုပြန်ရေးဖို့ပေါ့နော်အဖြေကိုပြန်ရေးဖို့အချိန်သက်မပေးဘူးဒီနေ့ကတော့ကိုတစ်ခါတည်းဖြေသွားမှာpaper နဲ့ပဲဖြေဖြေဒီ computer နဲ့ပဲဖြေဖြေကိုပြန်မှ transfer လုပ်ချင်မပေးဘူးအဲ့မှာကိုကအဖြေကိုတစ်ခါတည်းစဉ်းစားပြီးမှကိုရပြီဆိုဖြေတစ်ခါယူသွားမယ်နောက်မှတနာရီပြည့်သွားတော့မှကိုထပ်မှအချိန်လေးရအောင်မလားဆိုမျိုးမရှိဘူးဒါကိုသိထားပါမယ်နောက် reading question အမျိုးအစားတွေပေါ့နော် reading question အမျိုးအစားတွေကတော်တော်များတယ်ဒါပေမဲ့တူတော့စုလို့ရတယ်multiple choice ရှိမယ် multiple choice ဆိုတာမျိုးရှိမယ်နောက် true false not given yes no not given နောက်ပြီး matching heading ဆိုတာ means ဒီစာပိုက်ခေါင်းစဉ်လေးဒီစာပိုက်ပတ်သက်တဲ့ခေါင်းစဉ်ဘယ်ဟာနဲ့ညီလဲဘယ်ဟာနဲ့ကိုက်လဲဆိုမှလိုက်တွဲရမျိုးနောက် information လေးတွေစာပိုက်မှာပါ information လေးတွေကိုဆရာတို့ကလိုက်တွဲပေးရမျိုးနောက် sentence ending sentence တစ်ကြောင်းပေးထားတယ်နောက်တော့သူ့ရဲ့အဆုံးသတ်ကိုအဓိပ္ပာယ်ဒီစာကိုဖိုင်မှာအဓိပ္ပာယ်ရှိရလေးကျွန်တော်တွဲထားပေးရတယ်အဲဒါမှမဟုတ် completion ဆိုတော့ collect ဖြစ်ရမျိုး sentence မှာ collect ပေးထားတယ် like ဖြစ်ရမျိုး summary summary တို့နှိမ့်ချုပ်ရေးတဲ့ဟာလေးပြန်မှဖြစ်ရမျိုးနောက် note form နဲ့ပေးတဲ့ဟာမျိုးဖြစ်ရတာ table ဇာတ်လေးဆွဲထုတ်ပေးထားတယ်အဲ့မှာ collect လေးကျွန်တော် like ဖြစ်ရတယ်ဒါစာပိုက်တွေကိုဖိုင်မှာဖြစ်ရမှာဒီမှာပိုင်း information တွေပြန်မှကွာအသုံးသတ်တတ်ရမှာအဲဒါမှလည်း flow chart လေးတော့ဆွဲထားပြီးအဲ့ flow chart လေးကိုကျွန်တော်ကအဓိပ္ပာယ်ရှင်းအောင်ပြန်ဖြည့်ပေးရမှာပေါ့diagram တို့label ထိုးတာမျိုးတို့ဒါတွေက IS ရဲ့ဒီ question type မျိုးစုံပါဒါလေးတွေကိုဆရာတို့ကတေချာလေးလေ့လာပြီးမှတခုချင်းစီကိုလည်းဖြည့် technique လေးရှိတယ်ဒါပေမဲ့နောက်တစ်ချိန်မှာလည်းဆရာတို့ရှင်းပြပါဖို့ရှိတယ်ဒီလေးရှင်းပြပါမယ်ခါကျရင် short question လေးဖြည့်ရမျိုးရှိတတ်တယ်အဲ့တော့ skill ပေါ့ဆရာတို့ဘယ်လို reading skill မျိုးတွေလိုမလဲဒါကိုဖြည့်ဖို့အတွက်ဒီအရေးကြီးတဲ့ skill တွေထဲမှာ skimming ကထိပ်ဆုံးမှာပါတယ် skimming ဆိုတာစာတစ်ပိုက်ကိုစာတစ်ပုဒ်ကိုမြန်ဆန်ဖတ်တာ information ကိုအထက်ကဟာတွေအကုန်လုံးစိစက်ဖတ်တာမဟုတ်ဘဲနဲ့ဒီမှာဘာပါလဲလို့general content ကိုကျွန်တော်ဖတ်တဲ့သုံးမျိုးအဲနောက်သူရဲ့နောက်ထပ်သူနဲ့နောက်ထပ်တွဲပတ် skill တစ်မျိုးကြောင့် scanning လို့ခေါ်တယ် scanning ကြောင့်တော့အတိအကျကိုဖတ်ပြီကိုလိုချင်တဲ့ information ကိုသိသွားပြီမိကုန်းဖတ်လိုက်တယ်ကိုဘာရှာမလဲကိုသိသွားပြီအဲ့ information ကိုလိုက်ရှာတာအတိအကျဒါ scanning method နောက်ပြီး paraphrasing ကလည်းအရေးကြီးပါတယ်သူကမိကုန်းမှာပေးထားတဲ့ရေးထားတဲ့ပုံစံနဲ့စာပေမှာပေးထားတဲ့စလုံးတွေကတူမှမဟုတ်ဘူးဆိုမှအဓိပ္ပာယ်ရောက်တူတာပေါ့တဲ့စလုံးတွေပြန်မသုံးဘူးဒါတော့ paraphrase လုပ်ထားတယ်အဲ့ဒါကိုကနားလည်တတ်ရမယ်ဖတ်တတ်ရမယ် vocab ဒီဒါတော့ပြောကြအောင်မလို့ vocab ကအရေးကြီးတယ်ကိုမှ vocab base ကောင်းကောင်းရှိလေvocab တွေအများစားကိုသိလေကိုဖတ်ရတာပိုလွယ်လေပဲပြီးရင်စာရေးသူရဲ့ဆိုလိုချက်ဒါလည်းအရေးကြီးပါတယ်စာရေးသူကဆိုလိုချက်ဘာကြောင့်ဒီစာကိုရေးရလဲဒီအကြောင်းကိုတင်ပြနေရတယ်သူထောက်ခံနေလားစန့်ကျင်နေလားဘာဖြစ်ချင်တာလဲဆိုတော့ကိုသိရမယ်ပြီးတော့အရေးကြီးတာ time management နဲ့ပါတယ်ဒီစာပိုက်ဒီစာ၃ပုဒ်ကိုကျွန်တော်တနားရီတွင်းမှာဖြေရဆိုပေမဲ့တဖြည်းဖြည်းနဲ့သူက passage ရခက်လာတော့မြန်တော့ဖြေတတ်မှရမယ်ဒီစာပိုင်းတွေကိုလွယ်တဲ့နေရာလေးပါမြန်တော့ကိုအချိန်ကို manage လုပ်နိုင်ရမယ်ကိုမရတဲ့ခါကျလို့ရှိရင်လည်းဘယ်လို deal လုပ်မလဲဆိုတာမျိုး time management တွေရှိပါတယ်ဒါလေးကျွန်တော်သိရမယ်နောက်ပြီးတော့ band score ကိစ္စကကျတော့သူကဒီမှာကျွန်တော်မေကွန်းအခု40ပေါ့question အခု40မှာဘယ်နှလုံးမှန်လို့ရှိရင်ဘယ်လောက် band score ဆိုတာမျိုးသူတို့ approximate ထုတ်ပြပေးတာရှိတယ်အဲ့တော့အနည်းဆုံး15ပုဒ်မှန်လို့ရှိရင် band 5ရမယ်15နဲ့20ကြားမှာဆိုရင်5.5ပေါ့ဖြည်းဖြည်းနဲ့မှတ်ကတက်လာမယ်23လောက်ကစပြီဆိုလို့ရှိရင် band 6ရပြီmost of the university entrance တွေက band 6လောက်ကအနည်းဆုံးတောင်းတယ်အဲ့တော့အဲ့ဒါကိုတက်ကထိုင်းမှာဖြေရမယ်30ပုဒ်30လောက်မှန်ပြီဆိုရင်တော့ band score 7ရ7ဆိုတော့တော်တော်လေးကောင်းတဲ့အမှတ်ပဲတော်တော်လေးကောင်းတဲ့အမှတ် band 7 7.5 34လောက်ထိ 7.5 လောက်ရရင်35 36ဆိုရင်တော့ band 8ရပြီ37 38 8.5 39 40ဆိုရင်တော့ band 9ဒါက objective
type question တွေမို့လို့ objective type ဆိုတာ means ကိုမှန်ရင်မှန်တဲ့အတိုင်းအဖြေဟာ quantity မှန်လို့ရှိရင်အမှတ်ရတယ်ဒါမှမဟုတ်အမှတ်ပြည့်ဆိုတာမျိုးရှိတယ်ဒါမှမဟုတ်ဆရာတို့ candidate တွေမှာ band score 9ရလူ 8.5 ရလူရှိတယ်ဘာလို့ဆိုတော့ဒီမှာပေးထားတဲ့အဖြေတွေသူတို့ပေးထားတဲ့သူတို့လိုချင်တဲ့အဖြေတွေကို quantity ဖြေပေးနိုင်လို့ရှိရင်အမှတ်ကပေးပါတယ်เนาะရတယ်နောက်တစ်တစ်ချက်သတိထားဖို့ရှိတာကကျတော့သူ academic နဲ့ general ဆိုမှ reading မှာနှစ်မျိုးရှိတဲ့ခါတော့သူ band score ကိုလည်းဒီမိကွန်းအရေးအတွက်ပေါ်မူတည်မှခွဲခါမှာ academic နဲ့ general နည်းနည်းလေးခွဲ general ကပုံမှသူက band score ကိုမိကွန်းမှန်လို့ရှိရင်ပို့ပေးတယ်ပေါ့နော်အဲဒါကတော့ဆရာခုဒီမှာပြထားတဲ့ဇယားလေးက academic နဲ့ဆိုင်တဲ့ဟာပါ mostly candidate တွေက academic ကိုဖြေကြတာမလို့ university entrance တို့ဒီနောက်ထပ်စာသင်သားမဲ့ကိစ္စမှာသွားဖြေကြမျိုးဆိုလို့ရှိရင် academic ပဲဖြေကြမလို့ဒါမှမဟုတ်ဆရာ band score academic ပဲပြထားပေးတာတကယ်လို့က general ဖြေမယ်ဆိုရင်တော့ general band score ကိုတစ်ချက်နော် official website မှာပြန်ကြည့်ပေးပါဒီထက်မကပုံမှသူကအမှတ်ကိုလွယ်ပေးထားတယ်လွယ်ပေးစားလေပုံမှband score ပိုရတယ်ပေါ့နော်အမှတ်15မှတ်ချင်းတူတော့ band score သူကပုံများတယ်နောက်ဒီ IS read နဲ့ပတ်သက်လို့ဆရာတို့မှာချင်တာလေးတွေရှိတယ်အဲ့ဒါကတော့ဒီအမှတ်တစ်မှတ်ပေါ့နော်ဒီတပုတ်မှန်ပြီဆိုလို့ရှိရင်တစ်မှတ်ရတယ်နော်ခုနအပုတ်40ဆိုအမှတ်40ပေါ့နော်ပြီးတော့မှားတဲ့အဖြေအတွက်ကိုအမှတ်မနှုတ်ဘူးပြောနေတာ minus မထိဘူးပြောနေတာကိုကအဖြေကို true or false တော့ given ကိုမသိဘူးဟောကိုစဉ်းစားတယ်တေချာစဉ်းစားပေမဲ့မရဘူးဆိုရင်ကိုတခုထည့်လိုက်လို့ရတယ် maybe ကိုကမှားဖြေမိလိုက်လို့ကိုအမှတ်ပြန်မလျှော့သွားဘူးအမှတ်မရပဲရှိရပါတော့အဲ့ဒီဖြေအတွက်ကိုအမှုကမှားသွားတယ် okay အမှတ်မရဘူးပဲရှိတယ်အမှတ်ကိုပြန်လျှော့သွားမျိုးမရှိဘူး okay နော်နောက်ပြီးရင် quality ဖြေနေရ completion ဖြေဟာမှာဆိုလို့ရှိရင် spelling တွေကိုတေချာ use ဆိုင်ပါနော်သူကစာပိုက်ထဲကနေပြန်မှထုတ်ရဆရာတို့ spelling ကိုအလွတ်ဖြေကြမလို့စာပိုက်ထဲကနေပြန်ကြီးမှရေးရတာမို့လို့မှားလို့ရှိရင်ခွင့်မလို့မှတ်လျှော့တယ်နောက်ပြီးအရေးကြီးတာ word limit ပဲသူတို့ရဲ့ instruction တွေတေချာဖတ်ပါသူတို့ကထိတ်ဆုံးမှာ no more than 2 words လို့ပေးထားရင်ကိုကနှလုံးထပ်ပို့ဖြေလို့မရဘူးဥပမာအဖြေတစ်လုံးဖြည့်နေဟော1 word ဖြည့်နေဒါမှမဟုတ်2 words ဖြည့်နေမ3 words တော့လုံးဝမဖြည့်အောင်ကိုကမဟုတ်ဘူး3လုံးထွက်မှအဖြေမှန်မယ်ဆိုမှ3လုံးထွက်တယ်လို့ရှိရင်ဒါဒီကိုစဉ်းစားတာမှားနေတာတော့ကောင်းကိုတစ်ခုခုပေါ့နော်ချော်သွားတော့ဖြည့်နေသူအမှန်မပေးတော့ဘူးနော်သူ့ရဲ့ limit ကို no more than 2 words လို့ပြောတာနော်ဒါတွေကအရေးကြီးပါတယ်နော်ဒါလေးမသိဘဲနဲ့တော့ဖြည့်မိလို့ရှိရင်ကိုရတဲ့နဲ့မိုက်တယ်မရဘဲနဲ့နစ်နာရတယ်အဲ့ဒါကတော့ဆရာတို့ IS read နဲ့ပတ်သက်လို့ information တွေဆွေးနွေးပေးကြပါဒီကိုတိထားလိလေကိုကပုံမှပြင်လို့ရတယ်လေပြီးတော့တစ်ပိုင်းကြီးဒီမှာဘလို့မေကွန်မျိုးတွေလာတယ်ဗာလေးတွေဖြည့်တဲ့ဆောင်မျိုးတွေလည်းကျွန်တော်နောက်ထပ်လက်ချာတွေမှာလည်းကျွန်တော်ဆွေးနွေးသွားပြပါမယ်ဒီမှာတော့ IS read နဲ့ပတ်သက်တဲ့ information တွေပေးထားပါတကယ်လို့ကိုသိချင်တာရှိရဆိုလို့ရှိရင်လည်းကျွန်တော်စီအချိန်မျိုးဆက်သွယ်လို့ရပါတယ်ဒီကူညီတောင်းလို့ရပါတယ်ကျွန်တော်ရဲ့ဒီ IS channel Nova IS ကိုဒီ channel တွေမှာရှာလို့ရပါတယ် free content နဲ့ကျွန်တော်အများ share ပေးနေပါတယ် IS နဲ့ပတ်သက်တဲ့ဒီ information တွေလည်းပြောပေးနေပါတယ်